မြို့ငယ်လေးတစ်မြို့ရဲ့မိုးရသည့်မနက်ခင်းမိုးဆက်တွေတဖြည်းဖြည်းကျနေတဲ့လမ်းမပေါ်မှာအသက်24နှစ်အရွယ်မိသားစဉ်ဟာစာအုပ်ဆိုင်လေးကိုတွားဖို့ထီတစ်ချောင်းနဲ့အမြန်လမ်းလျှောက်နေခဲ့တယ်။အဲ့ဒီအချိန်မှာအနောက်ဘက်ကအရှိန်နှင်းနှင်းနဲ့လာနေတဲ့ကားတစ်စီးကရေကန်လေးကိုဖျက်မောင်းလိုက်တာကြောင့်ရေစက်တွေမိသားစဉ်ရဲ့အင်ဂျီဘော်ကိုဆူရွှဲသွားခဲ့တယ်။အိုးလို့မိသားစဉ်မကြေမနက်ဖြစ်နေတော့ကားကချက်ချင်းရပ်လိုက်တယ်။ကားပေါ်ကနေအရက်ရှိရှိမျက်နှာတန်တန်နဲ့လူငယ်တစ်ယောက်ဆင်းလာပြီးတောင်းပန်ပါတယ်။ကျွန်တော်မမြင်လိုက်မိဘူးလို့အေးအေးဆေးဆေးပြောလိုက်တယ်။သူ့နာမည်ကခန့်မင်းကလက်ကင်ပေါ်ဝါအစ်စ်တစ်ထည်ထုတ်ပေးလိုက်ပေမဲ့မေသက်စင်ကမလိုပါဘူးနောက်တစ်ခါသတိထားမောင်းပါလို့ပြောပြီးထွက်သွားခဲ့တယ်။ဒါပေမဲ့ခန့်မင်းရဲ့စိတ်ထဲမှာတော့မေသက်စင်ရဲ့အပြုံးမပါသေးတဲ့မျက်နှာလေးကမေးမရဖြစ်နေခဲ့တယ်။ရက်အနှဲငယ်အကြာမှာမေသက်စင်အလုပ်လျှောက်ထားတဲ့စာပေကုမ္ပဏီကိုအင်တာဗျူးသွားတော့အခန်းထဲဝင်လိုက်တာနဲ့အံ့ဩသွားခဲ့တယ်။အင်တာဗျူးမေးမဲ့သူကခန့်မင်းပဲဖြစ်နေတယ်။မေသက်စင်ကစိတ်ထဲမှာဒီလူနဲ့ထပ်တွေ့ရပြန်ပြီလားလို့တွေးမိတယ်။ခန့်မင်းကပြုံးပြီးဒီတစ်ခါတော့ရေမပတ်တော့ပါဘူးလို့ဆက်နောက်လိုက်တော့မေသက်စင်မရေချင်းဖြစ်သွားခဲ့တယ်။အင်တာဗျူးပြီးတဲ့နောက်မေသက်စင်အလုပ်ရခဲ့တယ်။ဒါပေမဲ့သူမမသိသေးတာကခန့်မင်းဟာကုမ္ပဏီရဲ့မန်နေဂျာဖြစ်နေပြီးနေတိုင်းမျက်နှာချင်းဆိုင်အလုပ်လုပ်ရတော့မယ်ဆိုတာပါ။မနက်တိုင်းတွေ့ရအစည်းအဝေးတိုင်းအတူထိုင်ရအလုပ်ကိစ္စတွေတိုင်ပင်ရင်းနှစ်ယောက်ကြားကအကွာအဝေးဟာတဖြည်းဖြည်းနီးကပ်လာခဲ့တယ်။မေသက်စင်အလုပ်ဝင်ပြီး3လခန့်ကြာလာချိန်မှာတော့သူမဟာကုမ္ပဏီကဝန်ထမ်းတွေနဲ့ရင်းနှီးလာသလိုခန့်မင်းနဲ့လည်းအလုပ်ကိစ္စတွေကြောင့်နေတိုင်းတွေ့ဖြစ်လာခဲ့တယ်။အစပိုင်းက ATA ဆက်ဖြစ်နေခဲ့တဲ့ခန့်မင်းဟာမေသက်စင်အပေါ်မှာတဖြည်းဖြည်းဂရုစိုက်လာခဲ့တယ်။တနေ့မှာမိုးအရမ်းရွာနေပြီးအလုပ်ဆင်းချိန်ရောက်လာတယ်။ကားနဲ့လိုက်ပို့ပေးရမလားလို့ခန့်မင်းမေးလိုက်တော့မေသက်စင်ကပြုံးပြီးခေါင်းခါလိုက်တယ်။ရပါတယ်ဘတ်ကားနဲ့ပဲပြန်လိုက်မယ်။ဒါပေမဲ့မိုးကပိုသေးလာတာကြောင့်ခန့်မင်းကအေးမိသွားရင်ဘယ်လိုလုပ်မလဲလား။ကျွန်တော်လိုက်ပို့ပေးမယ်လို့ထပ်ပြောလိုက်တယ်။ဒီတစ်ခါတော့မေသက်စင်ညင်းမရတော့ပဲကားပေါ်ကိုတက်လိုက်ရတယ်။လမ်းတစ်လျှောက်မှာနှစ်ယောက်စလုံးစကားသိပ်မပြောဖြစ်ပေမဲ့ကားတွေကတိတ်ဆိတ်မှုကမအောင်ရှက်ဖြစ်စေပဲနှွေးထွေးနေခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်အတူကော်ဖီတောက်တာစာအုပ်အကြောင်းဆွေးနွေးတာအလုပ်ပြီးရင်လမ်းလျှောက်တာတွေမကြာခဏဖြစ်လာခဲ့တယ်။တညနေမှာမြစ်ကမ်းဘေးလမ်းလျှောက်ရင်ခန့်မင်းကရုတ်တရက်ရက်လိုက်တယ်။မေသက်စင်ရှင်ကျွန်တော်မင်းကိုသဘောကျနေပြီထင်တယ်။မေသက်စင်ရဲ့နှလုံးခုန်တန်းကမြန်လာခဲ့တယ်။သူမလည်းခန့်မင်းပေါ်ခံစားချက်ရှိနေပေမဲ့အပြေမပေးခင်မှာဖုန်းတစ်လုံးဝင်လာခဲ့တယ်။ခန့်မင်းရဲ့မျက်နှာအယောင်ချက်ချင်းပြောင်းသွားတယ်။ဟုတ်ကဲ့ကျွန်တော်အခုလာခဲ့မယ်။ဖုန်းချပြီးတာနဲ့တောင်းပန်ပါတယ်အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ပြောပြီးအမြန်ထွက်သွားခဲ့တယ်။နောက်တစ်နေ့အလုပ်ရောက်တော့ဝန်ထမ်းတွေတီးတိုးပြောနေကြတာကိုမေသက်စင်ကြားလိုက်ရတယ်။ခန့်မင်းမှာစိတ်ဆက်ထားတဲ့သူတို့သမီးရှိတယ်ဆိုအဲ့ဒီစကားကမေသက်စင်ရဲ့ရင်ထဲကိုဓာတ်တစ်ချောင်းထိုးလိုက်တယ်လို့ခံစားရစေခဲ့တယ်။ဒါဆိုမနေ့ကသူပြောခဲ့တာတွေကအမှန်မဟုတ်ဘူးလား။သူမဟာခန့်မင်းကိုရှောင်လာခဲ့တယ်။ခန့်မင်းကဘာကြောင့်ဆိုတာနားမလဲပဲအကြိမ်ကြိမ်ရှင်းပြဖို့စူးစမ်းပေမဲ့မေသက်စင်ကနားမထောင်တော့ဘူး။ဒါပေမဲ့အမှန်တရားကသူမထင်ထားသလိုမဟုတ်ခဲ့ဘူး။မေသက်စင်ကခန့်မင်းကိုရှောင်နေခဲ့တာနှစ်ပတ်နီးပါးရှိလာတယ်။ခန့်မင်းကစကားပြောဖို့အကြိမ်ကြိမ်စူးစမ်းပေမဲ့မေသက်စင်ကအလုပ်ကိစ္စကလွဲပြီးဘာမှမပြောတော့ဘူး။တနေ့ညနေမှာတော့ခန့်မင်းကသူမရဲ့စပွဲရှိကိုလာရက်ပြီးအေးအေးဆေးဆေးပြောလိုက်တယ်။မေသက်စင်ကျွန်တော်နဲ့10မိနစ်လောက်စကားပြောပေးပါအဲ့ဒီနောက်မှာမင်းဘယ်လိုဆုံးဖြတ်မလဲဆိုတာကျွန်တော်လက်ခံမယ်။သူ့အတန်ထဲကရိုးသားမှုကြောင့်မေသက်စင်ကညင်းမရတော့ပဲအနီးနားကကော်ဖီဆိုင်ကိုအတူလိုက်သွားခဲ့တယ်။ခန့်မင်းကအသက်ရှူတစ်ချက်ပြင်းပြင်းရှိုက်ပြီးစကားဆလိုက်တယ်။မင်းကြားထားတဲ့စိတ်ဆက်ထားတဲ့သူတို့သမီးဆိုတာအမှန်မဟုတ်ဘူး။ဒါဆိုလူတွေပြောနေတာကလွန်ခဲ့တဲ့2နှစ်ကကျွန်တော်အမေသဘောတူပေးဖို့စီစဉ်ခဲ့ဘူးတယ်။ဒါပေမဲ့ကျွန်တော်ညင်းခဲ့ပြီးအဲ့ဒီအချိန်ကတည်းကအဆုံးသတ်သွားခဲ့တာအခုချိန်မှာကျွန်တော်မှဘယ်သူမှမရှိဘူး။မေသက်စင်ကတိတ်တိတ်လေးနားထောင်နေတယ်။မနေ့ကဖုန်းဝင်တာကလည်းအဖေဆေးရုံတက်လို့အရေးပေါ်သွားရတာပါမင်းကိုမရှင်းပြနိုင်ခဲ့တာကျွန်တော်အမားပါ။အဲ့ဒီစကားတွေကြားပြီးမေသက်စင်ရဲ့မျက်ဝန်းထဲမှာမျက်ရည်စတွေဝဲလာတယ်။ကျမလူပြောတာကိုပဲယုံခဲ့မိတယ်။မင်းကိုအပြစ်မတင်ဘူးဒါပေမဲ့ဒီတစ်ခါတော့ငါနှလုံးသားကိုပဲယုံပေးပါ။ခန့်မင်းကပြုံးရင်းလက်တစ်ဖက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်တယ်။မေသက်စင်ကလည်းအချိန်နှဲငယ်စဉ်းစားပြီးသူ့လက်ကိုကင်လိုက်တယ်။ဒီတစ်ခါတော့ကျမယုံမယ်။နှစ်ယောက်လုံးရဲ့မျက်နှာပေါ်မှာအပြုံးတွေပေါ်လာခဲ့တယ်။လအနှဲငယ်ကြာပြီးနောက်ကုမ္ပဏီဝန်ထမ်းတွေအားလုံးရှေ့မှာခန့်မင်းကပန်းစည်းတစ်စီးကင်ပြီးမေသက်စင်ကိုပြောလိုက်တယ်။မိုးရွာတဲ့နေ့ကစပြီးမင်းကိုတွေးခဲ့တာကကျွန်တော်ဘဝရဲ့အကောင်းဆုံးကံကြမ္မာပါမေသက်စင်။ငါနဲ့လက်တွဲပြီးဘဝကိုအတူတူရှောက်လန်းမလား။မေသက်စင်ကမျက်ရည်ကြီးတွေနဲ့အတူခေါင်းညှိလိုက်တယ်။အင်းလက်တွဲမယ်။ဝင်းကျင်ကလက်ခုပ်တံတွေစူညံသွားခဲ့တယ်။တနေ့အကြာမှာတော့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုမိသားစုနဲ့တငယ်ချင်းတွေရှေ့မှာပျော်ရွှင်စွာကျင်းပခဲ့ကြတယ်
မိုးရွာတဲ့နေ့ကစခဲ့တဲ့ဆုံတွေ့မှုလေးဟာတသက်တာအချစ်ဇလန်းတစ်ပုဒ်အဖြစ်လှပစွာအဆုံးသတ်သွားခဲ့တယ်။နောက်ထပ်အပိုင်းတစ်တွေတင်ပေးမှာမို့ like and subscribe လေးလုပ်ပေးထားဖို့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်နော်အခုလိုဇလန်းလေးကိုပြီးထိနာဆင်ပေးတဲ့အတွက်နောက်မှပြန်တွေ့ကြမယ်နော်